မနမေကခိုင်ခန့်တော့ပါအမက ADHM bus 46ရပိုင်ထိုးချက်မှာတက်တာပါအရင်စိတ်လှုပ်ရှားရပေါ့နော်ပုံမှန်တင်တဲ့နေ့တပူမဲ့ဒီလိုမှတန်းတက်ပြီးဖိတ်တာဒါ first time ဆိုတော့လေရှင်းလည်းဖြစ်ပါတယ်ရှင်ဒီ HR အတန်းကိုတက်မယ်ဆိုပြီးတော့ဒီ online မှာရှာကြည့်တဲ့ခါမှာပေါ့နော် group တွေမှာ PSN ကဆရာပိုင်ထိုးတန်းကအရင်ကောင်းတယ်ဆရာပိုင်ဆိုကဒီလက်တွေ့ပေါ့နော်ဆရာပိုင်ထိုးတင်ပြီးတဲ့ဟာတွေကလက်တွေ့အသုံးချဖို့လည်းအရင်ကိုအသုံးဝင်နေဆိုပြီး review တွေတတာတွေ့ရတယ်ပေါ့နော်စုံစမ်းနေမှတက်ဖြစ်သွားတာပါရှင်အမဒီတင်တန်းမှာတက်နေတဲ့ကာလမှာပေါ့နော်တင်တန်းမပြီးခင်ပေါ့နော်ဒီတက်လက်စအတွင်းမှာပဲဆရာတင်ပေးတဲ့ဟာတွေကလုပ်ငန်းထဲမှာအသုံးချလို့ရတယ်ပေါ့နော်တင်တန်းတက်နေနေမှာဆရာကဒီလုပ်ငန်းထဲမှာအသုံးချလို့ရအောင်ဟိုစာတွေ့ရောလက်တွေ့ရောသုံးထုတ်လို့ရအောင်တင်ပေးရပေါ့နော်ဟုတ်ကဲ့ပါကျောင်းနေစီရတင်တန်းနေချိန်မှာဆရာကဒီပြင်းနေမှာဆိုပေါ့နော်ဟိုချားအတန်းတွေလိုမျိုးဟိုပြင်းသွားတာမျိုးအိတ်ငိုက်တွေဆိုတာမျိုးမရှိဘူးပေါ့နော်အမြဲတမ်းဟိုသူစာတင်တာအရင်များရှင်းသွားမှဆိုလို့ activity လေးလုပ်ပေးတယ် game လေးလုပ်ပေးတယ်ပေါ့နော်အဲ့ဒါစင်းနဲ့တက်ရဲ့တိုင်မှာကဒီပေါ့နော်ဟိုပြောစရာလေးတွေခါတလေးနဲ့ပြီးဆုံးလာတာအဆင်ပြေပါတယ်အမေပေါ့နော်ညီမလေးတွေရောမမတို့ရောဖုန်းဆက်ရင်ပဲဖြစ်သေးစာပို့ရင်ပဲဖြစ်သေးသူတို့သိရင်ဒီတလောက်အကုန်လုံးချက်ချင်းရှင်းပြပေးရမျိုးပေါ့နော် reply နဲ့အရင်မြင်ပါတယ်ဟုတ်အရင်လည်းကောင်း